ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ညီကိုမောင်မရဲ့အကုန်လုံးကိုကျွန်တော်ကနေပြီးတော့ဒီနေ့ဒီမှာအရန်ကိုစားခြင်းနဲ့မယန်းသည်ပေါ့နော်ကျွန်တော်ထိုင်းမှာမယန်းသည်တွေအချိန်တိုင်းစားလို့မရဘူးအဲဒီနေ့မယန်းသည်ကိုကျွန်တော်တို့ဒီနေ့ကီလိုဝက်ကိုဘတ်20ပေးရတယ်1ကီလိုဆိုဘတ်401ကီလိုဝယ်ပြီးတော့စိတ်ကူးတဲ့မှာထင်းတဲ့အတိုင်းကိုကျွန်တော်တို့ပုံဖော်ပြီးတော့စားပြမှာဖြစ်ပါတယ်အားလုံးပဲတူတူစားမယ်နော်ညီကိုမမတွေအကုန်လုံးတူတူစားမယ်နော်โอเค let's go ဒါကတော့ငရုတ်တူးရဲ့အချိုမှုတ်ရဲ့စားရဲ့၃မျိုးပဲမြန်မာလိုဆက်တာမြန်မာလိုဆက်ပြီးတော့မြန်မာလိုစားမယ်ဗျာโอเคကောလို့ဆွဲမယ်နော်စားပြမှာဖြစ်ပါတယ်ရအောင်ကောင်းပါလေကဲရွေးဆိုတော့စားကြပါအောင်လားဦးလေးယူလေးစားကြပါအောင်နော်အကုန်လုံးပဲစားကြပါအောင်လို့ဟုတ်ကဲ့စားပြီနော်ဒီကောင်စားတာကုန်းစားသမားလေးဆိုရင်မနိုင်ဘူး